ဆန္ဒတွေစောမနေနဲ့အောင်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲမင်းဆန္ဒတွေမစောနဲ့အောင်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင်အင်္ဂလိပ်လို don't get ahead of yourself don't get ahead of yourself မင်းဆန္ဒတွေမစောနဲ့အောင်တခုခုလုံးဖို့ဆန္ဒတွေဒါကြီးစောမနေနဲ့အဲ့လိုမျိုးကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဥစ္စာကိုကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုမျိုးထည့်ပြီးတော့ကျွန်တော်ပြောလို့ရလဲဆိုလို့ရှိရင်ဥပမာမင်း gain ကမပြီးသေးဘူးเนาะပွဲမပြီးသေးဘူးမင်းအောင်ပွဲခံဖို့ဒီဆန္ဒတွေမစောနဲ့အောင်မင်းပွဲကဘာမှမဆိုပြောင်းလဲသွားနိုင်တယ်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် don't get ahead of yourself the game is not over yet don't get ahead of yourself the game is not over yet မင်းပွဲမပြီးသေးဘူးเนาะမင်းအောင်ပွဲခံဖို့ကြိုပြီးတော့ဆန္ဒတွေစောမနေနဲ့အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုရင်မင်းကြောင်းမပြီးသေးဘူးမင်းပတ်ဆက်မဲ့ရှာကိုကြီးပဲခေါင်းနဲ့ရောက်နေနဲ့ဆန္ဒတွေစောင်းနေနဲ့အကြောင်းပြီးအောင်တက်အောင်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် you haven't finished school don't get ahead of yourself you haven't finished school don't get ahead of yourself မင်းကြောင်းမပြီးသေးဘူးဆန္ဒတွေတအားကြီးစောင်းနေနဲ့အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကဒီတစ်ခုခုကိုလုပ်ဖို့ဆန္ဒတွေမစောနေအောင်လို့ပြောချင်ရင်ကျွန်တော်တို့က don't get ahead of yourself ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်